မလာထရုပ်ရှင်သွားကြည့်ကြမယ်နောက်ပြီးတငယ်ချင်းတွေနဲ့ဘာသွားကြမယ် မောင်ရမမအဲ့လိုရှောက်သွားတာကိုမကြိုက်ပါဘူးမမဖျားတရားသမားခွဲဒီနေ့လိုအခါကြီးရကြီးမှာဖျားပွဲသွားမှာပေါ့ မမကလေမောင်ကသွားချင်တာ哦 မောင်ရဲ့မသွားချင်ပါဘူး မမနော်မရဘူးမောင်နဲ့လိုက်ခဲ့ အိုးမလိုက်တော့ဘူးလေနော်မောင်မသွားလိုက်တော့မမဖျားသွားလိုက်မယ်မောင်မဲတငယ်ချင်းတွေနဲ့တဝါကြီးလဲခဲ့နော်ညိုင်းဆိုလေရတယ် ဟမ်မောင်ကဘာလို့ညော်ရမှာလဲ အော်မောင်တငယ်ချင်းတွေနဲ့ကြနေချင်မလားလို့ပါ မနေပါဘူးမမနာမနေချင်တော့မို့မစောပြန်လာခဲ့မယ် ဒီကောင်ဆောင်လေးကတော့ငါတော့သက်ရှိလို့ပါဆို မမဘာပြောလိုက်တာလဲ ဘာမဟုတ်ပါဘူးမောင်ရဲ့မောင်ကအရင်နေရှိဖို့ကောင်းနေရပဲလို့ပြောတာ မမကတော့နော်အဲ့ဆိုမောင်သွားတော့မယ်နည်းနည်းတော့နောက်ကြမယ်ကောင်းကောင်းနေခဲ့နော်မောင်ချစ်လေး ဟုတ်ပါရဲ့ရှင်ယေးကြည့်ပြီလို့ပြဟာဟယ်လိုနေဒီခဏနေငါထွက်ခဲ့မယ်နော်နေဆောင်နေနော် အမေကြီးဆိုင်ငုတ်တုံနေဆိုတော့ကလကူလာလို့မရဘူးထင်နေရ အမလေးနော်ငါကောင်လေးကငါစကားတခုလည်းခေါ်မယ်ကဲလောက်ပါဂျိုင်းငါတို့ပြင်းပြလေးတစ်ခွက်လောက် မှာပြီးသားအမရေတဝရီတာတောက်တော့ အဲ့ဒါကြောင့်နေကအကောင်းဆုံးပါလို့ ဟဲ့ထအောင်ဘယ်နှခွမှမတောက်ရသေးဘူးမှောက်နေပြီ တယောက်ကတော့အေးဆေးပါ နေရတော့နော် ဟမ်မမဒီမှာဘာလုပ်နေရလဲ ဟဲ့နေဒီနေတာငါကောင်လေးတန်းနဲ့တူနေပါလား နေစားအေးနေစားထလဲကြည့်အောင် ပါကြီးမ ရှင်အခုချက်ချင်းရှင်ပြောတော့ဘာသွားရတာကိုမကြိုက်ပါဘူးဆို ဟုတ်တယ်လေမောင်ရဲ့ဘာသွားရတာကိုမကြိုက်ဘူးကလပ်မှာပဲခင်ရတာကြိုက်တာဟင် မမ မောင်ကလည်းအော်ပါနဲ့မမလာကြလို့မဟုတ်ပါဘူးနေဒီလေးသူခေါ်လို့ရောက်လာတာ ဘာဖြစ်တယ် သူများကိုလွှဲချမနေနဲ့အိမ်ရောက်မှမမနဲ့ဆင်းရရှိမယ် မောင်ကလည်း တောင်များငါတခွတ်စတခွတ်မဲတဲ့အဲ့မှာရဲ့ငါတော့ပြပြောရသေးတယ်